ညီကတော်လိုပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ဥစွာတော်မှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာခုဆိုတော့ကျွန်တော်တို့ချုပ်ပွဲတွေကတော့ခြေစွမ်းလေးကြည့်ပြီးပြီညီကိုတို့ဒီနေ့လည်းကျွန်တော်ဆက်ပြီးတော့ပွဲတွေကြည့်အောင်မယ်နောက်လာမယ့်ပတ်တွေဆိုပို့ပြီးခိုင်မာတဲ့ယုံကြည်မှုတွေနောက်ပြီးတော့ခြေစွမ်းတွေရွေးချယ်မှုတွေနဲ့ပြန်လာခဲ့ပဲပေါ့နော်ဒီတစ်ပတ်တော့ချုပ်ပွဲတွေကတော့ကျွန်တော်တို့ပွဲခြေစွမ်းကို reality တေချာမကြည့်ရသေးပဲရွေးထားတာဆိုတော့အမြင်လေးနဲ့ရွေးတဲ့ဘက်ကိုသွားပါတယ်အဲ့တော့ပထမဆုံးတော့ကျွန်တော် Brighton နဲ့ Villa မှာ Brighton ကိုပထမဆုံးကျွန်တော်စစဉ်းစားတယ် Brighton က Villa နဲ့တွေ့တဲ့အခြေအနေမကောင်းနောက်ဆုံး12ပွဲမှာတပွဲလာဝင်နိုင်တယ်နောက်ဆုံးအိမ်ကို9ပွဲမှာတော့တပွဲလာပဲနိုင်ထားရဲဆိုတော့အဲ့ဒါကြီးကအားရစရာမကောင်း Brighton ဘယ်လိုရွေးရမလဲဒီပုံစံနဲ့သူတို့မှာကောင်းတာတွေတခုရှိရဲနောက်ဆုံး9ပွဲ season ပေါ့နော်နောက်ဆုံး5နှစ်လောက်စတိုက်အဖွင့်ပွဲတွေမှာမရှုံးခဲ့ဘူးအဲ့ဒါလေးတခုကတော့အားရဖို့ကောင်းပါတယ်အဲ့တော့ဟာဇီလာနဲ့အဆင့်8ရခဲ့တယ် Conference League ဝင်ခွင့်ရခဲ့ဆိုတော့အဆင့်8ဟာဇီလာမစိုးတော့မစိုးပေါ့နော်ဟာဇီလာနဲ့ Brighton နဲ့အသားလဲကျနေပြီဗျ Brighton က sister တခုတည်းဝင်နေပြီးသားအသင်းဆိုတော့တောင်တောင်တော့ရိုင်နဲ့မသွားဘူးထိန်းထားဖို့ပဲလိုတယ်အဲ့တော့ Promise David တို့တော့ပြီးတော့ Vuskovic တို့ Stragic တို့ဒီကစားသမားတွေခေါ်ထားတယ်ပြန်ထွက်တော့Webber ရေကျွန်တော် Webster တို့အရင် Fortman တို့ Van Hagi ပါသွားတာလေးတစ်ခုပဲရှိတယ်ဒါလည်းပြဿနာမရှိဘူးဗျာသိလားသူတို့ကအဝန်ကွန်ချဖြစ်နေပြီလားဆိုတော့ကစားသမားတစ်ယောက်ထည့်လိုက်တဲ့ဒီပုံစံပဲအဲကြောင့် Vuskovic ကိုပြန်ခေါ်ထားတာပေါ့နော် Villa တရားပြဿနာတွေများနေတဲ့တစ်ချက်အဲ့ဒါအရင်ပြောချင်တယ်လူမစုံသေးဘူးလက်ရှိ Europa League ရဲ့ Champion ပေါ့နော်ပြီးခဲ့ရတွေကလည်းတော်တော်လေးကောင်းတဲ့ခြေစွမ်းကိုပြခဲ့တယ်အဲ့တော့ခြေစမ်းမွေးတွေကြည့်လိုက်တော့ဂိုးတွေကပြန်တယ် Bayern နဲ့ 2-1 တို့ PSG 2-1 တို့အဲ့လိုမျိုးဂိုးတွေလည်းသူသွန်းနိုင်ခဲ့တယ်ပေးရတာပေါ့နော်တိုတယ်ဆိုရင်တပွဲပြန်များဆိုရင်3ဂိုးလောက်ဒါ3+ တွေတော့ဂိုးပေါင်းတွေမြင်ခဲ့ရတယ်ဗျဂိုးရဖို့တော့မခက်ဘူးအဲ့ကိုးလေအထိုင်မငြိမ်သေးတာပြဿနာ Yuri Tillmans ထွက်သွားတယ်ဗျအဲ့တော့ကိုးလေမှာအမာဒူအိုနာနာကတော်တော်လေးကြာနားအောင်မဲ့အခြေအနေမှာကာမာရာတယောက်ပဲရှိတဲ့အထိုင်ကိုဘာကလီလောက်နေတော့တွဲပြီးစော့တဲ့ဟာကငြိမ်မနေဘူးဗျသိလားဝန်ပစ်ဆာကခေါ်ထားတယ်ကိုသမားဆူဇူကီကိုခေါ်ထားတယ်ရူဂါရီခေါ်ထားတယ်တီကိုကမဆိုးအဲ့တယောက်တော့မေချမ်းပါလေကနာချိုရှိမယ်အဲ့တော့ဒါတွေကဘယ်လောက်ကောင်းမလဲဂျာဂိုမက်စ်လည်းခေါ်ထားတယ်ဂျာဂိုမက်စ်တန်ပြဿနာပြန်တက်တာလာရင်တော့ကိုယ်နဲ့အထိုင်ကဒါစိတ်ချတဲ့လူစားထိုးဘူးလို့ကျွန်တော်ပြောလို့ရအသက်ရလဲဂျာဂိုမက်စ်ကငယ်သေးရဲ့ဝူးစ်မှာလည်းတော်တော်လေးကောင်းတယ်ကျွန်တော်တို့သဘောကျတယ်ပေါ့နော်အဲ့တော့မန်ဆာဗီလည်းတူတူပဲတော်တော်ကောင်းတယ်ဒါပေမဲ့အခုလောဆယ်မပါနိုင်သေးဘူးသူရောဂျာကိုရောင်းပြီးတော့ဘယ်ကျမ်းမှာလုံးဝတိုက်ရိုက်ခေါ်ထားတာပေါ့နော်ဒီကစားသမားလည်းတော်တော်လေးကိုကျွန်တော်စောင့်ကြည့်ရမယ်ကစားသမားနောက်ပြီးအထွက်ကခွန်ဆာရောဂျာတို့ထွက်သွားတယ်တေလီဘက်ထွက်သွားတယ်အဲ့တော့ဒီအသားမကြောက်မှုကြားထဲမှာနည်းနည်းလေးတော့ရုန်းကန်ရအောင်ပါလားကျွန်တော်အဲ့ဒါလေးတစ်ချက်တွေးမိနေ Unai Emery ပေါ့နော်အဲ့တော့ Villa ကိုလည်းကျွန်တော် short မတွက်နိုင်ဘူး Brighton ကလည်း level 55 3လုံး60နိုင်တော့ပေါက်တဲ့ကြီးဆိုကျွန်တော်ဒီပွဲမှာတော့2-1တို့1-2တို့2-2တို့အဲ့လိုရလက်မျိုးထွက်မယ်ထင်တယ်ပေါ့နော်ဆိုလိုချင်တာကတော့3ဂိုးသွားမယ်လို့ကျွန်တော်ဒီပွဲကိုထင်ထားတယ်အနည်းဆုံးအဲ့တော့ကျွန်တော်ဒီပွဲမှာတော့3+ ကိုအပေါ်ကြိုက်ပါတယ်ဒီကိုတွေနောက်တစ်ပွဲက Man City နဲ့ပုံပေါ့Man City ရဲ့ခြေစွမ်းကျွန်တော်လုံးဝမကြိုက်ပါဘူး community ရှိမှတကယ်အားထုတ်လာလားမထုတ်တာလားတော့ကျွန်တော်လည်းဒါကတော့နီးပြပဲသိပဲပေါ့နော်အဲ့တော့ short ကန်တာတွေမ short ကန်တာတွေလည်းအဲ့ဒါတပိုင်းဒါပေမဲ့တကယ်ခြေစွမ်း reality လုံးဝမကောင်းဘူးကိုယ်လည်းမှာ Rodri ထွက်သွားတဲ့အခြေအနေက balance အောက်သွားတယ်ဗျဟန်ချက်လည်းမညီတော့ဘူး Elliot Ederson ကလည်းတော်တော်လေးကိုတယောက်တည်းဒါစိတ်ကပေးဖို့ကစားဖို့တော့အစင်မပြေသေးဘူးလို့ကျွန်တော်ယူဆတယ်သူနဲ့တွဲဖို့အတွက်ဒီကိုကစားလက်တော့ရှိတယ်ဆိုတော့ပွဲကိုပြန်ထိန်းလို့တော့ရတဲ့အနေထားတော့ရှိတယ်ကျန်တဲ့နေရာတွေမှာနည်းနည်းလေးအားနဲ့အခုဒိုကူဆိုတန်ရရသွားပြီဘယ်ချမ်းမှာလူမရှိဘူးဗျာ Grealish ပဲရှိတယ်အဲ့လိုမျိုးလေးခိုင်စစ်မှာလည်းfullback တွေအစစ်စစ်မရှိဘူးပေါ့နော်အဲ့ဒီပုံစံကကျွန်တော်တို့က Maresca နဲ့အစီအပြေပါမလား Maresca က Gusto တို့ Cucurella တို့နဲ့ Chelsea မှာမိုက်လာတာဗျာ fight လာတာဒီမှာကျတော့ကျွန်တော်ညာချမ်းမှာမသိတဲ့နူးနဲ့ရှိတယ်ဘယ်ကြောင့် Nico O'Reilly တကယ် fullback စစ်တွေမဟုတ်တဲ့ကစားသမားတွေပေါ့နော်ကျွန်တော်တို့ဒီကိုယ့်လက်အထိုင်မှာကစားတဲ့ကစားသမားမျိုးတွေ Nico O'Reilly ဆို AMC ပေါ့နော်center forward တော့စော်ခဲ့တဲ့ကစားသမားပေါ့နော်ကျွန်တော်အဲ့လိုကစားသမားမျိုးတွေဆိုတော့အဲ့ဘဲညာတောင်ပန်းရဲ့အခြေအနေက Maresca စိတ်ကြိုက်မဖြစ်ဘူးအဲ့ Enzo လိုက်နေရယ် Gusto လည်းခေါ်ဖို့ကြိုးစားနေပေါ့နော် Okay အဲ့တော့ဒီဘက်မှာဘယ်လိုဖြစ်မလဲ Man City 140ရှုံးပေါက်တယ်အဲ့တော့ဒီအခြေအနေကိုကျွန်တော်ဘုံမောက်ကိုပြန်ကြည့်ပါပေါ့နော်ဘုံမောက်ကိုပြန်ကြည့်မယ်ဆိုရင်အဲ့တော့မေ20တုန်းကဒီနှစ်သိန်းကန်တာဘုံမောက်နဲ့ Man City တည်ကြပြီးအဲ့ Champion ဆုနဲ့လည်းတော့အလံဝေးခဲ့ရတယ်ဘုံမောက်က Marco Roseဒီနီးပြကကျွန်တော်တို့ live စစ်မှာတော့မဆိုးလာဘူးလို့ပြောလို့ရတယ်။ level တစ်ခုတော့ရှိရပေါ့နော်။အဲ့တော့ Kansas က Senesi ထွက်သွားတဲ့နေရာမှာ Antonio Silva ကိုတိုက်ရိုက်ခေါ်ထားရဲဆိုတော့
အန်တိုနီစီးဗာ22နှစ်လောက်ပဲရှိသေးတယ်အများကြီးသုံးလို့ရတယ်လူစီးသိမ့်မပြောင်းအိုင်ယာရိုလာထွက်သွားပြီဆိုတော့ဒီနီးပြအဝင်ထွက်ကိုပဲစိတ်ပူသွားတယ်နှစ်သင်းလုံးနီးပြအဝင်ထွက်တွေဆိုတော့အဲ့ဒီနှစ်ခုကဒီပွဲပေါ်ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိမလဲကျွန်တော်အဓိကစောင့်ကြည့်ရမယ်ထင်တယ်။ Man City 1-40 3လုံး50တဝက်လောက်ပေးရမယ်ဆိုတော့ကျွန်တော်ဒီပွဲမှာအရေးဆိုပြီးကျွန်တော်ဘုံမောက်ကိုရွေးချင်တဲ့ညီကိုတွေဘုံမောက်ရှုံးတဲ့အလုံးစုံတကူပဲပေါ့နော်မကြိုက်ရင်တော့ရှောင်လိုက်ကျွန်တော်ဘုံမောက်ကိုစွန့်စားပြီးရွေးချင်တယ်။ဘုံမောက်ရဲ့အထိုင်ကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလို့ဘုံမောက်ရဲ့ team work နဲ့ဘုံမောက်တကယ်ကစားတဲ့ပုံစံတွေကပြီးခဲ့ရာသီက flow ကိုအများကြီးပြောင်းလဲသွားစရာမရှိဘူးကျွန်တော်ယူဆတယ်မန်စီးကပြန်ပြီးတော့ကိုတီဆောက်မဲ့ဟာတွေယုံကြည်မှုတွေအဓိကတော့ဟာလန်ပေါ့ဗျာဟာလန်ခြေသွားပြပြီးကိုရီမျိုးတော့တမျိုးပေါ့ဒါပေမဲ့ဟာလန်ခြေစွမ်းပြဖို့အတွက်ဗမာလည်း assist လုပ်မလို့ချာဂီပေါ့နော်ချာဂီဘယ်လောက်ထိခြေစွမ်းပြမလဲကိုလင်ရတဲ့ sport တွေဘယ်လောက်ရမလဲဆိုတော့ကျွန်တော်ကြည့်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘွဲမှာ Man City နိုင်တဲ့ 2-1 လောက်ပဲကျွန်တော်ဖြစ်မယ်ထင်တယ်အဲ့တော့ကျွန်တော်ကတော့ဒီဘွဲမှာဘုံမောက်ကိုအရေးဆွေးပြီးရွေးထားခြင်းပါတယ်နောက်တော့တပက Newcastle United နဲ့ Liverpool ကလေဒီကေပြောတာသိလားဖွင့်ပွဲတွေဆိုရင်ကောင်းတယ်ရာသီဖွင့်73ရာသီစက်တိုင်းမရှုံးထားဘူးနောက်ပြီးတော့ဒီ St James Park ခတ်ပါတယ်ဆိုတော့ Newcastle ကွင်းမှာနောက်ဆုံး6ချိန်မှာနော်ကျွန်တော်6ပွဲနိုင်3ပွဲတည်ကြထားရဲဆိုတာတော်တော်လေးကိုကောင်းတဲ့ result ပဲဘယ်အသင်းကြီးမှတော့အဲ့လိုစောဆောင်နေရှိပဲလို့ကျွန်တော်မထင်ဘူးပေါ့နော်အဲ့တော့ဒါကဒီအသင်းဒီနေရာမှာအဆက်တာဗျအဝင်ကွန်ကြဖြစ်နေတာစိတ်ချင်းဘက်မှာသူများတွေခက်တယ်လီဗာပူးအတွက်အမှတ်တွေရနေရကျွန်တော်ပြောနောက်ဆုံးမိနစ်တွေမှာကိုးသွားပြောပြီးခဲ့နှစ်တွေတော့ညီကိုမှတ်မိအောင်မယ်အဲ့လိုမျိုးလေးခဏတွေ့ရတယ်ဗျာသိလားအဲ့တော့ okay ကျွန်တော်လီဗာပူးမှာအိုင်ယာရိုလာရောက်လာတဲ့အချိန်မှာတော့အာရိုလာစကားတခုပြောရပြသူ့ရဲ့ system ပေါ့သူ့ရဲ့ present system ကိုတဲ့မိနစ်90လုံး fitness အပြည့်နဲ့လီဗာပူးကစားသမားတွေလိုက်မစော့နိုင်သေးဘူးလို့ပြောတယ်ပေါ့လိုက်မကစားနိုင်သေးဘူးပေါ့နော်အဲ့ဟာလေးကိုတော့သူထုတ်ပြောတယ်အဲ့တော့ကစားသမားတွေကြမ်းခိုင်မှုတော့မင်းကုန်းထုတ်ဆရာရှိတယ်လူစင်းအရာတော့တော့ဆိုလူတွေတော့ဖြည့်ထားတာပဲပေါ့နော် Newcastle ကိုကြည့်မယ် Newcastle ကနောက်ဆုံး15ဝက်စတိုက် clean sheet မရထားဘူးခံစစ်ကဂိုးတွေပေးရတယ်ပိုဆိုးတာကကိုးနယ်မှာကောင်းမာတယ်ဆိုတဲ့ထိုနာလေးရဲ့ Bruno Guimaraes ကဂျိုးနေတဲ့အတွဲအဲ့အတွဲကြောင့်အဲ့လောက်ကောင်းတာနောက်အဲ့ဒီဟောင်းကြောင့်လည်း Newcastle အဲ့လောက်ကောင်းနေရလို့ကျွန်တော်ထင်တယ်အဲ့အတွဲထဲမှာ2ယောက်ပြုတ်သွားပြီအဲ့တော့1ယောက်ပဲကျန်တော့တယ်ပေါ့နော်ဂျိုးနေတဲ့လည်းနာနေတယ်အဲ့တော့ဂေါ်ဒွန်လည်းရောက်လိုက်တယ်ဂေါ်ဒွန်တိုနာလီရဲ့ Guimaraes ကရောက်လာပေါင်တန်း240လောက်ရောက်လိုက်တယ်ခက်စပိုင်းကလည်းဒမ်မန်တို့လီဗာမန်တို့မပါနိုင်ဘူးအခြေအနေဆိုတော့အားနေနေတော်တော်ကြီးအားနေတာအဲ့တော့လီဗာပူး180 plus လောက်ပေါက်တယ်ဆိုတော့ကျွန်တော်တော့ဒီဘွဲမှာဘယ်လိုပဲဖြစ်ဖြစ်လီဗာပူး3မှတ်အပြည့်ရမလို့ကျွန်တော်ယုံကြည်တဲ့ထဲမှာပါတယ်လက်ရှိ Newcastle အကြသူတို့မှာအားသာဆိုအိမ်ခွင်းပဲရှိတယ်ပေါ့နော်အဲ့ကျွန်တော်တော့လီဗာပူးကိုကျွန်တော်ရွေးချင်တယ်လီဗာပူးနိုင်သွားလိမ့်မယ်လို့ထင်တယ်နောက်ထပ်တစ်ပွဲက Atletico Madrid နဲ့ Villarreal ရဲ့ကျွန်တော်ထူးခြားဒီနေ့မှာအဲ့ဒီဘယ်လိုပြောရမလဲ180 90ကျွန်တော်သဘောကျတယ်တီကို Villarreal ကျွန်တော်တီကိုပဲကြိုက်တယ်မလာကောင်2စီးနေနိုင်တယ် Real ဘာကောအလန်းစားပြင်ထားတဲ့အချိန်မှာဒီလိုပွဲတွေမှာအမှတ်ယူထားနိုင်မှတော်ကားကြမယ်သူတို့နည်းနည်းလေးမျောလင်းခွင့်လေးရေးရဲကိုဒီအချိန်ဒီမှာနဲ့ကြိုက်ချိုးပြစ်မယ်လို့တော့မထင်ဘူးအဲ့တော့တစ်ဖက်က Villarreal ကပထမအဖို့ပေါ်မှာ Racing နဲ့တူတူတည်ကြတယ်Racing Center ကတန်းတက်လာတဲ့အသင်းပေါ့နော်အဲ့တော့နီးပြက38နှစ်ပဲရှိသေးရဲ့Inigo Pires ပေါ့နော်အဲ့ဒီနီးပြက attacking ဘိုင်းကိုတော့တော်တော်သွားရပြီသိလား Vallecano နီးပြပြီးခဲ့တဲ့ရာသီတွေကအဲ့တော့ attacking ကိုသွားရဆိုခန်းစစ်ကလည်းပေါ့တီကိုမှာလည်းတိုက်စစ်ကမစုံသေးဘူးဗျဆော်လော့တို့ဘာလို့ဒဏ်ရာရနေတဲ့ပြဿနာလေးရှိတာတွေမပါနိုင်တဲ့ပြဿနာလေးရှိရပေါ့နော် Lookman တို့ဘာလို့ရှိတယ်အဲ့တော့ဘယ် Alex Baena တို့ခေါင်းနေဗျတီကိုကချစ်လေးတော့ဒီဘက်မှာကစားမယ်တဲ့တီကို 1+90 ကျွန်တော်ကတီကိုပဲရွေးချင်တဲ့ညီကိုတို့ရေဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ခုနကလီဗာပူးတီကိုရောအဲ့တော့ 1+ တွေပေါ့နော်ဒိန်းကြပွဲတွေပုံမှန်ဆိုအဲ့လိုပွဲမျိုးတွေကဒါညီကိုတို့ဒါဘူဂီကြီးတဲ့လူညီကိုတွေဆိုကြိုက်ချင်မှကြိုက်မှာပေါ့နော်အဲ့နောက်ထပ်တစ်ပွဲကတော့ Frosinone နဲ့ Juventus နဲ့130ရှုံး Juventus ဘာလို့မနိုင်ရမှာလဲကျွန်တော်တွေ့ရ Juventus 130ရှုံး Spalletti နဲ့ပြီးခဲ့တဲ့ရာသီတော့ UCL ဝင်ခွင့်လွဲပြီးတော့ Europa League ဝင်ခွင့်ပဲရတယ်ဒီလိုပွဲမျိုးတွေမှာတော့အမှားမခံလာဘူးကျန်တဲ့တန်းတက်လောက်ကိုတော့သူတို့နိုင်တယ်ဗျာ130 minus ကျွန်တော်ဒီပွဲမှာ Juventus 2-0လောက်နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ခံမှန်းချက်ပေါ့နော်အဲ့တော့ကျွန်တော် Juventus ကိုပဲကျွန်တော်ရွေးချင်ပါတယ်နောက်ဆုံးတစ်ပွဲကတော့ Fulham နဲ့ Chelsea ကိုကျွန်တော် Chelsea ကြိုက်ပါတယ်အဲ့ဒါကတော့ကျွန်တော်တိတိကျကျအရှိကိုကျွန်တော်The Sports Corner မှာလည်းပြောထားတယ်နောက်ပြီးတော့ကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြီးအများကြီးမပြောတော့ဘူးเนาะဒီကတော့ဖူရဲ့ကစားသမားအထွက်တွေအများများနေရတယ်ကိုလန်မှာကျွန်တော်လူကီတို့ဘာထွက်သွားတာရေအများကြီးပဲပေါ့ဗျာဖရန်ဂါစီယာရောက်လာပေမဲ့လည်းဖူရဲ့အခြေအနေကမာကိုဆေးဘာမရှိရဲ့နောက်ပိုင်းမှာရုန်းကန်မယ်လို့ကျွန်တော်ထင်နေရပေါ့နော်ချယ်ဆီကတော့ရာသီအဖွင့်ပွဲမှာတော့
အလွန်ဆိုစားပြီးလို့ဆိုနေတော့ကျွန်တော်တို့3မှတ်အပြည့်ရသွားမှထင်တယ်1ဆိုရပြီ AC ပဲဆိုတော့ကျွန်တော်နိုင်သွားမှထင်တယ်မြားတာလားပိတ်တာလားတော့မသိဘူးတော့ဈေးရတော့ဒါပေမဲ့ကျွန်တော်ယူလေးပဲတွေးပါတယ် Chelsea ပဲနိုင်သွားမှထင်ပါတယ်အဲ့တော့ကျွန်တော်တနင်္ဂနွေနေ့ညအတွက်ရွေးထားတဲ့ပွဲတွေကိုပြန်ပြောပေးပါညီကိုတွေ Brighton နဲ့ Villa ကိုကျွန်တော်ကိုးပေါ်ရွေးထားပါတယ် Man City နဲ့ဘုံမောက်ကိုကျွန်တော်ဘုံမောက်ရွေးထားပါတယ်အဲ့တော့ကျွန်တော်ရဲ့ video တွေကိုကျွန်တော် YouTube မှာလည်းပြန်တင်နေပါတယ် Facebook မှာလည်းတင်ပါတယ်အဲ့တော့တွားရောက်ပြီးကျွန်တော်ဒီနာမည်နဲ့ပဲလေ့လာလို့ရတယ်ဆိုတဲ့အကြောင်းလေးသတင်းကောင်းပါလို့ပါတယ်အဲ့တော့ကျွန်တော်စူးစမ်းပြီးတော့ပွဲရွေးပါတယ်ညီကိုတွေ member တွေပါခေါ်တာလည်းမရှိပါဘူးကျွန်တော်စိတ်ထဲမှာကျွန်တော်သဘောကျတဲ့ပွဲလေးတွေကိုပြီးခဲ့တဲ့နှစ်ကလည်းကျွန်တော်တစ်နှစ်လုံးရွေးရခဲ့တယ်ပေါ့နော်မှန်တာလည်းရှိလို့မှားတယ်လည်းရှိပါတယ်အဲ့တော့ဒီကိုတို့ကြိုက်တာလေးရှင်ယူမကြိုက်တာလေးရှင်တော့တချို့ဟာလေးကိုယ့်ကိုစဉ်းစားကြည့်လို့ရပါတယ်ညီကိုတို့အမြင်တွေကလည်းမှန်ပြီးသားဆိုတော့ကျွန်တော်တို့လည်းအကြံဉာဏ်ပေးလို့ရပါတယ်နျူကာဆယ်နဲ့လီဗာပူးကိုကျွန်တော်လီဗာပူးရွေးပါတယ်နောက်ထပ်တစ်ပွဲကတီကိုနဲ့ဗလာရီရောတီကိုရွေးထားပါတယ်နောက်ပြီးဖရိုစီနိုနီနဲ့နောက်ယူဗင်တက်စ်ကိုယူဗင်တက်စ်ရွေးပါတယ်ဖူန်ချယ်ဆီကိုချယ်ဆီရွေးထားပါတယ်အဲ့ဒါတော့တင်းနေညပါအဲ့တော့ကြည့်ပေးခဲ့တဲ့တယောက်ချီဆိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ